မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ရှေ့ပိုင်းဒေသမှာတည်ရှိတဲ့ကယားပြည်နယ်နဲ့ကယားတိုင်းရင်းသားတွေရဲ့ဆွဲမဲ့ဖွယ်ကောင်းတဲ့ကမ္ဘာစီကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ကယားပြည်နယ်ဟာထူးခြားတဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတဲ့သဘာဝအလှတွေပေါ်ကျွယ်ဝတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်။ကယားပြည်နယ်ဟာရှေးရခင်ကကန္နာရောက်ဝတီပြည်လို့လူသိများခဲ့ပြီးကယားလူမျိုးတွေရဲ့စစ်ရေးစွမ်းရည်နဲ့ရိုးရာကိုမျက်နှာထိမ့်သိမ့်မှုတွေကထင်ရှားပါတယ်။ကယားတိုင်းသားတွေရဲ့ယဉ်ကျေးမှုတွေကအထင်ရှားဆုံးတစ်ခုကတော့ကယားတောင်လန်အကပဲဖြစ်ပါတယ်။ရိုးရာပွဲတွေမှာပျော်ရွှင်စွာကခုန်ကြတဲ့ဒီအကဟာကယားလူမျိုးတွေရဲ့စိတ်ဓာတ်ကိုထင်ဟပ်စေပါတယ်။နောက်တစ်ခုကတော့ကယားလေတိုင်းရှိအမျိုးသမီးများပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းကလေပင်မှာကြေးကွင်းတွေဝစ်ဆင်ပြီးသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုဖော်ပြကြတာကကဘာကတည်တဲ့စိတ်ဝင်စားတဲ့ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။ကယားတိုင်းရင်းသားတွေဟာအထူးအားဖြင့်စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကင်ကြပြီးတော့စံစပါးပြောင်းမှုစတဲ့အသီးနှံတွေကိုစိုက်ပျိုးကြပါတယ်။သူတို့ရဲ့နေအိမ်တွေကတစ်သားနဲ့စောက်ထားတဲ့ရိုးရာပုံစံအိမ်လေးတွေဖြစ်ပါတယ်။နှစ်စဉ်ကျင်းပတဲ့ရိုးရာပွဲတော်တွေဖြစ်တဲ့ကယားပြည်နယ်နေ့ပွဲတော်ကောက်ရိတ်သိမ်းပွဲတော်တွေမှာရိုးရာအကပရီသချင်းတွေနဲ့အစားအစာတွေကိုမြည်ဆန်းနိုင်ပါတယ်။ကယားလူမျိုးတွေဟာအဲဝတ်ကြေပြုံပြီးဖော်ရွေကြပါတယ်။သူတို့ရဲ့ကျွယ်ဝတဲ့ယဉ်ကျေးမှုနဲ့သဘာဝအလှတွေကြောင့်ကယားပြည်နယ်ဟာမြန်မာနိုင်ငံရဲ့ထူးခြားပြီးလဲပတ်တဲ့ဒေသတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ကယားလူမျိုးတွေဟာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကတစ်ခုဖြစ်ပြီးတော့သူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကမြန်မာယဉ်ကျေးမှုကိုပုံမလှပစေပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းမြန်မာနိုင်ငံရဲ့အခြားသောတိုင်းရင်းသားလူမျိုးများအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးကြပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။